နေ့မှာတော့စားတောက်ဆိုင်တစ်ဆိုင်တွေကိုကြောက်စရာကောင်းတဲ့နာနာဘာဝဝိညာဉ်ဆိုကြီးရုတ်တရက်ရောက်လာခဲ့ပါတယ်။ဒီဝိညာဉ်ဆိုကလူအုပ်ထဲမှာသူ့ရဲ့သားကောင်ကိုလိုက်ရှာနေတာပါ။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီမှာရှိတဲ့လူတွေတယောက်မှသူ့ကိုမမြင်ရပါဘူး။စဖိုးမှုဖြစ်တဲ့သောမတ်တယောက်တည်းကပဲဒီအရာကြီးကိုမြင်နေရတာပါ။သောမတ်ကကြောက်လွန်းလို့တုံရင်နေပေမဲ့လည်းတီတီငိမ့်ငိမ့်ပဲနေဖို့ကြိုးစားခဲ့ပါတယ်။မကြခင်မှာပဲအဲ့ဒီဝိညာဉ်ဆိုကြီးကသောမတ်ရဲ့ချစ်သူကောင်မလေးစီကိုတဖြည်းဖြည်းချင်းကပ်လာပါတော့တယ်။ဒါကိုမြင်တော့သောမတ်လည်းသူ့ချစ်သူကိုကာကွယ်ဖို့အတွက်ချက်ချင်းပဲပြစ်ဖက်ပြီးနန်းနေတရားဟန်ဆောင်လိုက်ပါတယ်။ဒီလိုလှုပ်လိုက်တဲ့အခါမှာဝိညာဉ်ဆိုကခဏရက်သွားပြီးသောမတ်စီမှာဘာထူးခြားမှုမှမတွေ့ရတာကြောင့်သောမတ်အနာကိုချက်ချင်းကပ်လာခဲ့ပါတယ်။သောမတ်ကလည်းသူသားအကြောက်တရားကိုပြသလိုက်ရင်ဒီဝိညာဉ်ဆိုကချက်ချင်းတိုက်ခိုက်တော့မယ်ဆိုတာသိနေတဲ့အတွက်သူ့ရဲ့ခံစားချက်တွေကိုဖုံးကွယ်ပြီးပုံမှန်တိုင်းပဲဟန်ဆောင်နေခဲ့ပါတယ်။ဒါပေမဲ့ဝိညာဉ်ဆိုကြီးကသူ့ချစ်သူကိုတားကောင်ဖြစ်တတ်မှတ်ပြီးလက်သေးတွေထောင်လိုက်တဲ့အချိန်မှာပဲဆိုင်တကားပွင့်လာပြီးဝစ်စုံပြင်းတဲ့လူတစ်ယောက်ဝင်လာခဲ့ပါတယ်။အဲ့ဒီလူစီကနေတေမင်းရဲ့အနံ့သက်တွေထွက်ပေါ်နေတာပါ။ဒါကိုသတိထားမိသွားတဲ့ဝိညာဉ်ဆိုကြီးကလည်းချက်ချင်းပဲလားရပြောင်းသွားပြီးအဲ့ဒီလူစီကိုအာယုံရောက်သွားခဲ့ပါတယ်။သောမတ်ကဒီဝစ်စုံတဲ့လူဟာအရန်အနေအများပြီးမကောင်းဆိုးဝါးအကြံစီတွေရှိနေနိုင်တယ်လို့တန်တရားဝင်သွားပါတယ်။ဒါကြောင့်အမှန်တရားကိုသိရဖို့အတွက်အဲ့ဒီလူရဲ့နောက်ကိုကုံတိုက်တစ်ခုအထိတိတ်တဆိတ်လိုက်သွားခဲ့ပါတယ်။သူတို့နှစ်ယောက်လုံးအေးဆိုင်တစ်ဆိုင်မှာရက်ပြီးပြားရည်ဝယ်ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီလူဆိုင်ထဲကနေပြန်ထွက်လာတဲ့အချိန်မှာတော့အပြင်မှာရှိနေတဲ့နာနာဘာဝဝိညာဉ်အုပ်ကြီးတစ်ခုလုံးရုတ်တရက်လုံးဝပျောက်ကွယ်သွားပါတော့တယ်